没有，跳了，别让啥呀！哎呀，自己也讲的话，今天没事，我们没得路线来讲话。冇辦佢，ကျွန်တော်ကပိုင်းသားစိတ်မဟုတ်ပါဘူးကိုယ်家人，回到嘛啦？你们个脸是用你呀，干嘛？不是你呀，不搞。 ငါလည်းရှာနေတာပဲမိမဟုတ်ရလဲဘယ်ရရမလဲငါလည်းကြံနေတာပဲဟာ 现在才你都变不啦？你都个脸嘛好红，那脸脸好红嘛？ ငါစိတ်ကူပါမိမရဲ့ငါစိတ်မကူပဲနေပါ 到时候嘞，跟你是有得不着不是呀？年年下班来要家人喏。 အေးပါမိမရဲ့ ဟောတကယ်ဟုတ်ပြီ 哦，哎， အေးဟောကွာပတ်စံတသိန်းအောင်ချီးပါလားကွာငါသားလေးအရေးပေါ်ဆေးရုံတင်းရမှာမို့လို့တကယ်ချင်း 呀，我们路西嘛嘞，我们也得样。哟，明啊，或者个鸡蛋，我都变不啥的哟喏。 အေးပါတကယ်ချင်းอ่ะငါမင်းကိုအရင်ငါတော့အခုတသိန်းအောင်ပေါင်းဆက်မယ်ကွာဟောဖြစ်နိုင်ကူညီပါတကယ်ချင်းอ่ะငါသားလေးဆေးရုံတင်းရမှာမို့လို့ 呀，我们路西嘛嘞，我ဒီကလာရတဲ့မှာမင်းရလေ အဲ့ဆိုကွာမင်းအတိထဲမှာငါ့ကိုလှည့်ပေးပါလားတကယ်ချင်းอ่ะငါအရေးပေါ်လုံနေလို့ပါ သူတို့လည်း路西嘛嘞，我ဒီကလိုက်တော့ကြက်တဲနေရဟောမင်းမကြည့်ကြပြီဒီပြင်သူ့မှာတော့ရှာကြည့်လိုက်ရောနော် အေးပါကွာ ဟယ်လိုဟုတ်ကဲ့ဆရာကျွေပြားကိစ္စကဒီနေ့ပြီးဖို့ရှိရဆရာဟုတ်မနက်ဖြန်ကိုစေးတော့ဖို့ရှိရဆရာပြန်အစီအပါလေဟုတ်ကဲ့ ဝေးလိုက်ကျွန်တော်တကူလောက်ငွေညပေးပါဦး အေးခီတူပြောလေ အခုကျွန်တော်သားလေးကဆေးရုံတင်းရမှာမလို့ကျွန်တော်လောကလေးကြိုထုတ်ပေးပါလားကို ဟာမင်းတို့ကောင်ကြီးလုတ်ပြီကွာဖះထုတ်ပြလို့မရဘူးကွာ ဟုတ်ကိုဖြစ်နိုင်ကူညီပေးပါကိုကျွန်တော်သားလေးကအရေးပေါ်ဆေးရုံတင်းရမှာမလို့ ဖះအဖြစ်နိုင်အောင်နော်ထုတ်မပေးနိုင်အောင်မင်းကိုထုတ်ပေးလိုက်ရရှင်ချောင်းနိုင်ခဏနေငါ့ကိုပြောလိုက်မယ်ငါမှပတ်စံရှိရမို့ကုမ္ပဏီကပေးရပတ်စံနဲ့ brand ရတာကွာမင်းပြီလား သိပါတယ်ကိုဒါအခုဟိုပါလေဖြစ်နိုင်ကိုနောက်နေ့ကျရင်ကျွန်တော်လောကတွေကနှစ်စားဖြတ်ကိုပါ ဖះနှစ်ဆရေသုံးဆရေငါနားမလဲထုတ်မပေးနိုင်ဘူးကွာမင်းပြီလားလုတ်ကများရင်မင်းတို့ကောင်ကြီးအာယုံနာတော့တော်ဟုတ်ကဲ့ဆရာဟုတ်ရှိရ
လေးကဲကြမအောင်ကျမကြီးလူသားလို့ဟုတ်ကြရှင်းပြမှာမလဲတင်ရရင်နဲ့ဘလို့ဖြစ်လာတာလဲ ဘယ်လိုပြရမလဲ။နှစ်ယောက်ရလေ။ဘယ်အောင်ဘယ်အောင်ထောက်ဟဲ့ချောလာဘယ်အောင်ပါရ။ဟာရစင်တော်ရဲ့ကောင်းမြတ်ကွာသူများပစ္စည်းကိုမင်းမတရားလူချင်တဲ့ကောင်ကွာ။ဟဲ့ မဟုတ်ပါဘူးကွယ်ကျွန်တော်ကပိုင်းသားစင်မဟုတ်ပါဘူးကွယ် လက်ပူးလေးချမိတာဗျ။ကြောက်အနေနဲ့ကောင်ကွာ မဟုတ်ပါဘူးကွယ်သူတို့သားလေးစေယုံနေရမလို့ကျွန်တော်တံပြီးလည်းတံပြီးရပါကွယ်ကျွန်တော်ကပိုင်းသားစင်မဟုတ်ပါဘူးကွယ် ။ဘယ်လိုကောင်လို့မင်းအဲ့ဒီစကားပဲပြောတာပဲ။ဟောအခုအမင်းကြောက်ပါပြီလို့ မဟုတ်ပါဘူးကွယ်မင်းကျွန်တော်အိမ်မှာလိုက်ကြည့်လို့ရပါတယ်ကွယ်ကျွန်တော်သားလေးစေယုံနေရမှာမလို့ကျွန်တော်တံပြီးလည်းတံပြီးရပါ ။ဟဲ့မင်းမလိန်နဲ့နော် မလဲဘူးကွယ်မလို့ပါဘူးကွယ် ။မင်းဟူလိုက်မင်းလိုက်လို့မင်းလိန်နေဆိုရင်ဟဲ့မင်းစခန်းမပုတ်ခင်မင်းကြည်ရလက်တွေအကူရချိုးပါ လိုက်ကြည့်ကြည့်ပါကွယ်ကျွန်တော်အိမ်မှာလိုက်ကြည့်ကြည့် ။ဟဲ့ထားလိုက်ရ။ဟာ ဖြစ်မှပြရလေယောက်ျားရဲ့ဘာလို့မအလို့ကျင်းဆုံးတော့မရှိပါဘူးရှင်တော့ကလည်းအရင်စိတ်မကောင်းဖြစ်ပြီးစိတ်ရတယ်ဖို့မလို့လေအခုလုံးကျန်မိကြရကြက်စီရဖြစ်မှာပါရှင်ဒီလိုဒီလိုဘယ်မှာမဆက်ရဘူးပါဘူးကျမတောင်းပန်ပါတယ်ကျမရကြဘာလို့မလုပ်ကြပါနဲ့တော့ကျမရဲ့ချာရဲ့စကြောက်နေရတော့မလို့ပါငွေလုံးနေလို့ဒီလုံးပြရတယ်ဖြစ်ပါကျမရဲ့ကြတယ်လို့ကျင်းဆုံးမျိုးမရှိပါဘူးတောင်းပန်ပါတယ်ကျမရဲ့ကြောဘာမှမလုပ်ကြပါနဲ့တော့ ဒီကနေ့ပဲဒီကတော့ဘူးလို့အဲ့ဒီ ကျေးဇူးပါကွယ်ကျွန်တော်သားလေးလားကိုပေးရတဲ့ပဲရှိပါဘူးကျေးဇူးရကြပါရဲ့ကွယ် ဒီထောက်ရော ကျေးဇူးတင်ပါတယ်ကိုလို့ ခလေးကြီးကြည့်တယ်ခလေးကြီးလို့ဒီကတော့ဘူးလို့ရှိလို့ပြီ ဒီမှာကလေးတော့ ဘယ်လိုတော့ ကိုချစ်ခင်မြန်လို့ရတဲ့လူတွေအတွက်ဒီလိုအခြေအနေမျိုးကြီးနဲ့ကြုံခဲ့ရင်သင်တော့ဘယ်လိုဆုံးဖြတ်မလဲ